သူတို့ရင်မှာအများကျိုးတွက်စင်သာအတားကိုစွန့်ပရစိတ်မွေးကကောင်းညို့လှဆောင်နေကြသူတွေပါဒုက္ခတွေလို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေ့ရှက်ပြီးမှလို့သာမြင့်မြတ်စိတ်ထားနဲ့ဝိုင်းဝန်းညလို့သာချစ်စရာမြတ်ပြီးတော့မှမြတ်တာခံဒီတရားတွေနဲ့ပေါင်းစုညီညာအားနေသူကိုထူပြီးကြပါနှလုံးလာသူတို့ဝိုင်းလို့ပူကြပါနှလုံးလာသူတို့ရင်မှာအများကျိုးအတွက်စင်သာအတားကိုစွန့်ပရစိတ်မွေးကကောင်းညို့လှဆောင်နေကြသူတွေပါဒုက္ခတွေလို့ရှိရာနှလုံးသားလာတဲ့သူတွေဟာကျင်နာတွေ့ရှက်ပြီး